ခိုင်းအောင်နင်လောက်ရမှာပဲနော်အဲ့တော့နင်ဒီနေ့ဒီစတိုကန်ကိုအပိရှင်းရှင်မရှင်းနေတော့နင်များနေအောင်အိမ်မွားဆင်းကြားလားသမီးလားငယ်ချင်းမွေနေမတွေ့ရအောင်ကြာပြီနော်အစင်ရောပြေလား မပြေပါဘူးဟာငါကအလုံးမရှိအကင်မရှိဆိုတော့တမိသားစုလုံးရင်ဝိုင်းနေတော့ခံရတာပေါ့ရောက်ခမနေလိုက်ရောင်းမနေလိုက်မက်ကနေလိုက်နဲ့ငါမှနေစရာမရှိပါဘူးဟာ အဲ့ဆိုလို့ရှင်စီးပွားရေးလေးတစ်ခုလောက်လုပ်ကြည့်ပါ ငါစီးပွားရေးထွက်လုပ်တယ်ထားပါအောင်တအိမ်လုံးရဲ့ဝေယဝိစချက်ရေးပြုတ်ရေးဘယ်သူမှတာဝန်ယူမှာလဲငါတန်မိုးလေဒီအိမ်ကနားမလဲကြပါဘူးဟာ အဲ့ဆိုလို့ရှင်အပြင်ထွက်ပြီးတော့အလုပ်လုပ်စရာမလိုပဲနဲ့ငါအခုလုပ်နေတဲ့ဘေးမီမြန်မာကုမ္ပဏီကနေပြီးတော့ cosmetic လေးယူပြီးရောင်းကြည့်ပါလား နေတအားကိုစင်ပြေလာတာပဲနော်ဟိုနင်ပြောရဲပါဘီမီမြန်မာ cosmetic ဘီမီမြန်မာ cosmetic ဟယ်လိုအော်ဟုတ်ကဲ့မဟုတ်ညီမအခုရောင်းနေရတော့ BMI product လေးပေါ့နော်။အော်မအဲ့ BMI product မှာဆိုရင်အရင်နာမည်ကြီးတာလေ Triple Makeup မှသိလား။ Triple Makeup ကလေးမှပြီးပြီ။သူက24နိုင်နေရောက်24နိုင်လဲခံတယ်ပြီးရေဆိုချွေးဆိုလဲခံတယ်ပြီးတော့ညီမတို့ဒီအစီဓာတ်တွေလည်းထိမ့်မိရပေါ့နော်။အစီပြန်တာတွေလည်းထိမ့်မိရ။အော်အမအမဲဆက်လည်းတအားကိုဖုံးမိရသိလားမ။ဟုတ်တယ်အမသူကလေအရေလည်းမပြစ်တာဆိုတော့လေလိမ့်လိုက်တဲ့ခါကျရင်တိတ်လေးနဲ့တအားလေးလည်းနေလို့ကောင်းတယ်မ။ဟုတ်တယ်အမသူ့မှာထူးခြားချက်ကတော့လေဟိုနေအောင်ဓာတ်တွေကိုကာကွယ်ပြီးတဲ့ sun cream ပါတာပေါ့နော်နေအောင်ကြည်ဓာတ်တွေကိုကာကွယ်ပြီးရမှာဟုတ်ကဲ့ပါအမဟုတ်ကဲ့ဟုတ်ဘီမီအဲ့ဒီကျွေပလဲ makeup မှာဆိုရင်ပြည်လေညီမတို့လိုဒီညီမအမျိုးသမီးတွေအသားရည်နဲ့ကိုက်ညီတဲ့อ่ะပေါ့နော်အသားညိုတဲ့လူအသားလက်တဲ့လူအသားဖြူတဲ့လူအတွက်လည်းလေသူကလေဟို foundation နံပါတ်ကလေးတွေကိုမူတည်ပြီးတော့လေသူကထုတ်ထားပြီးရမှာဟုတ်တယ်မဟုတ်ကဲ့ပါအမအသားဖြူတဲ့လူအတွက်ဆိုရင်တော့မ B01 ပေါ့နော်အသားလက်တဲ့လူဆွဲဆိုရင်တော့ B02 အသားညိုတဲ့သူဆိုရင်တော့ B03 ပေါ့ဟုတ်ကဲ့မဟုတ်ကဲ့ဟုတ်မတို့ဒီ BMI Triple Makeup ကိုလည်းအိတ်ဆောင်နေနဲ့ထုတ်ပေးထားတယ်မဟုတ်ကဲ့ဟုတ်မဒီလိုလုပ်လေမဒါလေးတွေကိုအစမ်းသုံးကြည့်ပြီးတော့အမသဘောကျတယ်ဆိုတော့ဘူးကြီးဝယ်သုံးကြည့်ပေါ့နော်အမဟုတ်ကဲ့ပါအမဟုတ်ကဲ့ပါရှင်ဟုတ်အမဝယ်မယ်ဆိုရင်ညီမတို့ဒီဖုန်းဖိုင်ပါမှာလိပ်စာလေးတင်ထားပြီးလိုက်ပါနော်အမဟုတ်ကဲ့ပါအမဟုတ်နောက်ထပ်သိချင်တာရှိလို့ရှင်လည်းမဖုန်းဆက်ပြီးတော့စုံစမ်းနိုင်ပါတယ်နော်ဟုတ်ညီမတို့အသေးစိတ်ကိုတိကျလေးရှင်းပြပေးပါမယ်ရှင်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်ရှင်တကယ်ကြီးငါရမအစင်ရောပြည့်ရ ကြည်ရပါနင်ကငါးထက်တောင်မှကြော်တက်နေသေးတယ်ငါတော့မနာလို့တော့ မဟုတ်ပါဟဲ့ငါတကယ်ချင်းတင်ပြီလို့ပါဟဲ့ အေးပါနင်လည်းဆက်ပြီးစူးစား အေးပါတကယ်ချင်းနှခမ်းတရားအားလုံးပဲမင်္ဂလာပါညီမဒီနေ့တော့ဘီမီရဲ့နှခမ်းနီလေးတွေနဲ့မိတ်ဆက်ပေးမှာပေါ့နော်သူကအယောင်၅မျိုးတောင်ထွက်ထားတာအယောင်၅မျိုးထွက်ထားဆိုတော့အယောင်လေးတွေကိုညီမတို့ကနာမည်လေးတွေလည်းပေးထားရပေါ့နော်ဒါက Rosie ကကြတော့ဘာရောင်လေးလဲချိုချင်ရောင်လေးပါရှင်ကဲပါဒါကကြတော့ဟုတ်ကကြတော့ပန်းခရမ်းရောင်လေးပါရှင်ဒါကဘိုးကကြတော့အုတ်ကျိုးရောင်လေးပါရှင်ဒါက strong ကကြတော့လိမ္မော်နီရောင်လေးပါမအော်ရာဒီတက်တယ်တချို့ကြည့်ပြပါအောင်ဟုတ်တယ်ကြည့်လိုက်မယ်နော်ဒါက rich ကကြတော့ပန်းစီရောင်လေးအစော်လေးအယောင်လေးတွေကလေတအားကိုလာတာနော်မအော်ရာလေးတက်တယ်ဟုတ်ကဲ့ဟုတ်မဝါက9ဘူးလုံးယူမယ်တဲ့မ9ဘူးယူမယ်တဲ့နော်ဟုတ်ဗာလဲမဟေမာကပန်းစီရောင်လေးအော်ပန်းစီရောင်လေးဒီမှာမပန်းစီရအော်ဒီနှခမ်းနီလေးကြလေဟိုညီမတို့တာမန်ဝယ်မယ်ဆိုရင်နှခမ်းနီတစ်ချောင်းဆိုရင်လေနှခမ်းမှာပဲဆိုလို့ရတာပေါ့နော်ဒါကဘီမီထုတ်တဲ့ဒီနှခမ်းနီလေးက3မျိုးတောင်3ပြူလို့ရတယ်ပေါ့နော်သူကနှခမ်းမှာလည်းဆိုလို့ရတယ်ညီမတို့ပါနီဖြစ်လည်း3ပြူလို့ရတယ်ပြီးတော့ဒီမျက်ခုံးမှာအယောင်လေးတွေတင်တာနဲ့လည်းအမျိုးတော့သုံးလို့ရတယ်ပေါ့နော်အဲကြောင့်မို့ညီမတို့က3 in 1လို့ပြောတာပေါ့နော်ဒီအလုံးမလောက်တော့ကလည်းမလောက်လို့အခုလောက်ပြန်တော့လေအမေကလာပြီးတော့ပြည့်စည်နေတယ်အမေကလေတမီးတို့လင်မယားနှစ်ယောက်ကိုမှအမြင့်မကြည့်ပဲတက်ကိုမုန်းနေတာနင်တို့ဘယ်နှခါကောင်းကြိုးပေးဘူးလဲအလုံးမလုံးတော့ကလည်းပွားစီနဲ့အခုလှုပ်တော့ကြလဲသူများအိတ်ချိန်တော့မသိတော့ဒီဘီမီနှခမ်းနီလေးတွေကမက်တိုင်မျိုးစားဖြစ်တော့ကြောင့်မို့လို့16နိုင်တောင်မှကြာရှည်ခံပါတယ်ရှင်ဟုတ်ငွေတစ်ချောင်းလေးစုပြမယ်နော်ဒါလေးကဟုတ်ကကြတော့ပန်းခမ်းရောင်လေးပါရှင်မေမကြီးကိုခုချိန်ကြီးလိုက်လွင်နေပြီသေးကိုချိန်လက်ကြည့်ကိုဘယ်လိုမအိတ်ကမိခွေနင့်နှခမ်းနေရောင်ထွက်မှန်တာအချင်းမကြည့်ဘူးအခုဘယ်နှနာရှိတယ်ဟုတ်ညာနောက်မှပဲပြန်လွင့်မိပါမယ်နော်လူလိုနားမလဲတဲ့ခါဟမ်ဟဲ့ကောင်မဟမ်သူများအိမ်မှာကျန်ညမိုးဆုပ်ချုပ်နေပြီအခုလေလာပြီးလိုက်လွင်နေတော့မယ်ပြန်နေခုချက်ချင်းပြန်ပါပါပြန်တကယ်ကြီး sorry ပါနော်ဟဲ့ရတယ်လို့နေရှယ်မနေနဲ့နင်တို့တော်လူဘာဝပြန်ဟမ်ဘယ်ချိန်ရှိပြီလဲ
ခုချိန်စီကိုငါတို့ရှိမှလာပြီးလိုက်တွေလာလွှဲဖိုနားမှာလည်းနေမယ်ဒီနားမှာလည်းနေမယ်တေလုံးနေလက်ရတယ်ကြီးပဲ ဟုတ်တယ်အမေတိတ်လုံးသူ့ ဟုတ်ပါ ကွာဆောင် အချိန်လေးမှလေးကြည့်ရော အဲ့ချင်းလေးလေး အမေရဲ့သမီးတို့လေအလုံးမလောက်တော့ကလည်းမလောက်လို့အခုလောက်ပြန်တော့လေအမေကလာပြီးတော့ဖြစ်စီနေတယ်အမေကလေသမီးတို့လင်များနဲ့ကိုမှအမြင့်မကြည့်ပဲနဲ့တမတက်တက်ကိုမုန်းနေတာ နင်တို့ဘယ်နှခါကောင်းကြိုးပေးဘူးလဲအလုံးမလုံးတော့ကလည်းပွားစီနဲ့အခုလုံးလုံးတော့ကြလဲသူများအိတ်ချိန်တော့မသိတော့ဟမ်တော်တော်လူဘာဝါတဲ့ဟာတွေတော့မနေချင်ငါ့အိမ်မှာဆင်းသွား အမေဒီအိမ်ပေါ်မှာမနေစေချင်ဘူးဆိုလဲကျွန်တော်တို့လင်များနဲ့ဒီအိမ်ပေါ်ဆင်းမှာပါ သွားနေမိမပါခေါ်သွား ရမလို့သွားမယ် သွားဟဲ့သူတို့ထိုင်ဝမ်တဲ့နေရာကိုလေနှုတ်ရည်နဲ့ဆေးလိုက်အယောက်ကင်မောမှာထည့်လိုက် ထည့်လိုက်မယ် တန်းစားတယ်လို့ဖိုင် ကဲပဲအိမ် ကဲအခုဆိုရင်ကျမဘွားလေဘီမီမြန်မာနဲ့တွေ့ပြီးတော့ဘီမီမြန်မာကနေထုတ်တဲ့ product တွေကိုရောင်းရင်းနဲ့တက်လုံးအလုံးမရှိလို့အနေခံခဲ့ရတဲ့ဘွားကနေအခုလိုဘွားမျိုးတစ်စစ်ချိုပြောင်းလဲခဲ့ပါတယ်ကျမလိုပဲအိမ်အောင်ကြပြီးတော့ဝင်ငွေမရှာနိုင်တဲ့မမတွေညီမတွေအတွက်လုံးဝစိတ်မကြပါနဲ့နော်ကျမဘီမီမြန်မာနဲ့ချိတ်မိသွားတဲ့အခါမှာစူးစမ်းပြီးတော့ရက်တည်လာခဲ့တာကျမရဲ့ဘွားရဲ့အခုဆိုရင်လုံးဝတစ်စစ်ချိုပြောင်းလဲပြီးတော့အဆင်ပြေလာခဲ့ပါတယ်ဒါအပြင်ဘီမီမြန်မာကနေရောင်းအကောင့်နဲ့ skin care လေးလည်းထွက်ထားပါတယ်သူကတခွားတရကနေအခြေခံထုတ်လုပ်ထားတဲ့ Cute Canvas Smoothie Foaming Cleanser လေးပဲဖြစ်ပါတယ်။ဒါလေးကတော့မျက်နှာကိုရေဓာတ်ဖြစ်ပြီးတော့ဆွဆွပြပြလေးဖြစ်စေတဲ့ moisturizing cream လေးပဲဖြစ်ပါတယ်။ဒါလေးကတော့နေအောင်ကြည်ဓာတ်ကိုအပြည့်အဝလုံးဝကာကွယ်ပေးတဲ့ sun cream လေးပဲဖြစ်ပါတယ်ရှင်။ဒီ product လေးတွေကိုလည်းရောင်းအားအရန်ကောင်းပြီးတော့အရန်လေးသုံးလို့ကောင်းပါတယ်ရှင်။ကဲဒါဆိုရင်တော့မူဝေးဘွားကိုပေါ့နော်တစ်စစ်ချိုးပြောင်းလဲစေခဲ့တဲ့ဘီမီမြန်မာကိုအရန်ကိုကျေးဇူးတင်ပါတယ်။ဘီမီမြန်မာနဲ့လက်တွဲပြီးတော့လူတကာအနေခံဘဝနဲ့အောင်မြင်တဲ့ဘဝတွေဖြစ်